တောင်ကြားမှာအေအေနဲ့မဟာမိတ်တပ်တွေကြောင့်စစ်တပ်ဟာအထိနာနေခဲ့တယ်လို့သိရပါတယ်။ရခိုင်တပ်တော်အေအေတော်လိုင်းရေးပူပေါင်းတပ်တွေနဲ့စစ်တပ်တို့ကြားအမ်ဘရန်လမ်းပိုင်းမှာအခုလဖေဖော်ဝါရီလအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။အေအေနဲ့တော်လိုင်းရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကအထိနာခဲ့ပြီးစစ်သားတွေဟာစစ်တပ်ပိုင်းကားတွေစစ်အုံဆောင်ပစ္စည်းတွေကိုထားပစ်ခဲ့ရတဲ့အထိအသက်လူထွက်ပြေးခဲ့ကြရတယ်လို့သိရပါတယ်။စစ်သားတွေထားခဲ့ကြတဲ့စစ်တပ်ပိုင်းကားတွေဟာလည်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့ရပြီးစစ်တပ်ဖွဲ့ဝင်တွေရဲ့အယိုးစုတွေဟာလည်းအဲ့ဒီလမ်းပေါ်မှာပြန့်ကျဲနေခဲ့တယ်လို့ဆိုပါတယ်။အေအေနဲ့တော်လိုင်းရေးတပ်တွေဟာရခိုင်နဲ့မကွေးအစပ်မှာရှိတဲ့စစ်တပ်ရဲ့နေရီကန်ပြူဟာစခန်းကိုပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလဒုတိယအပတ်ကတည်းကစတင်ထိုးစစ်ဆင်ခဲ့တာပါ။နေရီကန်စခန်းဟာအမြင့်ပေ9000ခန့်ရှိပြီးရခိုင်နဲ့မကွေးအစပ်ကအမ်ဘရန်လမ်းပေါ်မှာတည်ရှိပါတယ်။ဒါအပြင်လေကြောင်းရန်ကာကွယ်ရေးအတွက်ရေဒါစနစ်တွေကိုပါတပ်ဆင်ထားတာကြောင့်စီရေးအရာအချက်အခြာကြတဲ့စခန်းတစ်ခုလည်းဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။နေရီကန်လေကြောင်းကာကွယ်ရေးအထိုင်ကျစခန်းဟာရခိုင်တပ်တော်အေအေအတွက်မကွေးတိုင်းထဲထိုးဖောက်ဝင်ရောက်ဖို့စစ်တပ်ရဲ့နောက်ဆုံးခံတပ်ပြူဟာကုန်းလည်းဖြစ်ပါတယ်။19မြို့နယ်ရှိတဲ့ရခိုင်ပြည်နယ်မှာ14မြို့နယ်ကိုတိမ့်ပိုက်ထားတဲ့အေအေဟာမြန်မာနိုင်ငံအလဲပိုင်းမြေပြန့်အထိဆင်းဖို့ဆိုရင်နေရီကန်ပြူဟာကုန်းဟာအခရာကျတဲ့နေရာဖြစ်ပါတယ်။နိုင်ငံတော်မှာစစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံပေါင်း25ရုံရှိပြီးစက်ရုံထောက်ဝက်ကျော်ဟာနိုင်ငံအလဲပိုင်းမကွေးတိုင်းထဲမှာတည်ရှိပါတယ်။နေရီကန်စခန်းဟာလေမကွေးတိုင်းငဖဲမြို့နယ်ဗရန်ကြီးရွာကနေ15မိုင်ခန့်အကွာရခိုင်မကွေးနယ်ကြားမိုင်တိုင်ကနေ10မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ဒါအပြင်အမြောက်တပ်တွေဖြစ်တဲ့အမှတ်905အမှတ်305နဲ့အမှတ်409တို့ဟာလေငဖဲမြို့နယ်အတွင်းမှာတည်ရှိပါတယ်။ဒါတွေမကသေးပဲနေရီကန်စခန်းရဲ့မြောက်ဘက်10မိုင်အကွာရှောင်းတောင်ရွာအနီးအမ်ဘရန်လမ်းမ10မိုင်အကွာငဖဲမြို့အနီးမှာရမ်းချက်စက်ရုံဖြစ်တဲ့အမှတ်14ကာကွယ်ရေးပစ္စည်းစက်ရုံကိုလည်းနေရီကန်စခန်းကိုတိမ့်ပိုက်ပေးတာနဲ့လက်နက်ကြီးအမြောက်တွေနဲ့ချင်းချောက်နိုင်မှာဖြစ်ပါတယ်။ငဖဲမြို့အနီးမင်းလာအထက်မလွန်မြို့အနီးကမော်ရာကြီးစံနဲ့အမြောက်ကြီးစံတွေထောက်လုပ်တဲ့ကပါစာနဲ့မင်းလာအထက်ကုန်းကြီးရွာအနီးက40မီလီမီတာတာဝေးပြည့်ရင်တင်ဒုံးထုတ်လုပ်တဲ့ကပါစာ10တို့ကိုလည်းချင်းချောက်လာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်နေရီကန်စခန်းကြရင်စစ်တပ်ရဲ့လက်နက်စက်ရုံအများဆုံးရှိရာမကွေးတိုင်းအတွင်းကိုအေနဲ့မဟာမိတ်တပ်တွေဝင်ရောက်နိုင်မှာဖြစ်တာကြောင့်စစ်တပ်ကအင်အားအများအပြားထပ်ဖြည့်ပြီးတော့အပြင်းအထန်ခုခံနေတာပဲဖြစ်ပါတယ်။အမ်ဘရန်လမ်းပိုင်းကိုထိန်းချုပ်နိုင်မယ်ဆိုရင်စစ်တပ်အတွက်လက်နက်ခဲယမ်းတွေထုတ်လုပ်ပေးနေတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေအခြေစိုက်ရာ AR မြစ်အနောက်ဘက်ခြမ်းအထိတော်လိုင်းရေးအဖွဲ့တွေကနေမြေစိုးမိုးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အေအေဘက်ကလည်းနေရီကန်ကုန်းကိုအခုလိုစီရေးအရှိန်မြင့်လာတာဖြစ်နိုင်တယ်လို့နိုင်ငံရေးလေလာသူတွေကသုံးသပ်ကြပါတယ်။ဒါအပြင်နေရီကန်စခန်းအနောက်ဘက်16မိုင်ခန့်အကွာမှာတရုတ်နိုင်ငံကိုပို့ဆောင်တဲ့တဘာဝတန်ငွေပိုက်လိုင်းထိန်းချုပ်ရေးစခန်းတစ်ခုလည်းရှိပါတယ်။ရခိုင်တပ်တော်အေအေရဲ့ထိုးစစ်နဲ့နေမြေသိမ်းပိုက်မှုတွေဟာစစ်ကောင်စီအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်နေတာကြောင့်အပြည့်ရနိုင်ရေးအတွက်ကူညီပေးဖို့တရုတ်နိုင်ငံကိုစစ်တပ်ဟာအကူအညီတောင်းထားတယ်လို့လည်းသိရပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ဟာအေအေဘက်ကသိမ်းပိုက်ရရှိတဲ့မြို့ရွာတွေကိုနေ့စဉ်လိုလေကြောင်းသုံးတိုက်ခိုက်မှုတွေလုပ်နေသေးပါ။အမ်ဘရန်လမ်းပိုင်းမှာအရှိုချင်းတပ်တွေပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်တွေចောင်းသားလက်ယုံတပ်တော် SAF ပြည်သူ့လွတ်လပ်ရေးတပ်မတော် PIA လူလူတော်လှန်ရေးမဟာမိတ်အင်အားစုတို့ကစစ်ရေးလှုပ်ရှားပြီးအေအေနဲ့အတူစစ်တပ်ကိုတော်လှန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။